ဘာကြောင့်ချစ်တာလဲမို့လို့ချစ်တာပေါ့ဘာကြောင့်မမုန်းတာလဲတနာလို့ချစ်တာပေါ့ဘာကြောင့်တနာတာလဲအရင်ချစ်လို့တနာတာပေါ့ဒါဆိုရင်ဘာကြောင့်အရှမ်းချစ်တာလဲစကားပြောရစကလေးလေးကြာနေတာချစ်ချင်လို့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 ချစ်တာပေါ့အိမ်မက်ကလေးများဖြစ်နေတာလားကိုယ်ရမပြောရလေဆွေးစိတ်ကြီးလို့အသားလေးနာရင်အိမ်မက်ဟုတ်မဟုတ်သိရမှာပေါ့တကယ်အိမ်မက်ကလေးဖြစ်နေရင်တော့မနှိုးချင်တော့ဘူး